နိဗ္ဗာန်ဆိုတာဆင်းရဲငြိမ်းခြင်းလားဘာမှမရှိခြင်းလားမေဆရာတော်ဗျာတပည့်တော်ယူသေးစွာလျှောက်ထားအပ်ပါသည်နိဗ္ဗာန်ဆိုတာလူဘဝ၌ဆင်းရဲငြိမ်းခြင်းကိုခေါ်ပါသလားဘဝကုံဆုံးပြီးဘာမှမရှိခြင်းကိုခေါ်ပါသလားကောင်းကင်မှာရှိပါသလားဖြေဟုတ်ပါတယ်နိဗ္ဗာန်ဆိုတာဆင်းရဲငြိမ်းခြင်းကိုခေါ်ပါတယ်ဘာမှမရှိတာကိုနိဗ္ဗာန်လို့မခေါ်ပါဘူးအဘာဝပညာလို့ခေါ်ပါတယ်နိဗ္ဗာန်ဟာကောင်းကင်မှာမရှိပါဘူးဘယ်မှာမှမရှိပါဘူးနိဗ္ဗာန်ဟာအမှန်ရှိပါတယ်သို့တော့ဘယ်မှာမှမရှိပါဘူးနားထွေးသွားပါသလားဆိုလိုတာကဆင်းရဲမရှိခြင်းဆိုတဲ့အငြိမ့်တက်ကြီးမှာတရားဌာနမရှိပါဘူးဒီတဘာဝကြီးဟာအကြောင်းတစုံတရာကြောင့်ဖြစ်ပေါ်လာတဲ့သင်္ခတတဘာဝမဟုတ်ပါဘူးမူလကလေးကတဘာဝအလျောက်ရှိနေတဲ့အသင်္ခတတဘာဝကြီးပါသင်္ခတတရားဒီနေရာမှာသင်္ခတနဲ့အသင်္ခတရဲ့အဓိပ္ပာယ်ကိုသဘောမပေါက်သေးသူများအတွက်အနည်းအကျဉ်းရှင်းပြဖို့လိုမယ်ထင်ပါတယ်သင်္ခတဆိုတာအကြောင်းတို့စုပေါင်းပြုလုပ်ပြီးလို့ဖြစ်ပေါ်လာတဲ့တရားလို့ဆိုလိုပါတယ်တူတူရှင်းရှင်းပြောရရင်အကြောင်းကြောင့်ဖြစ်တဲ့တရားဟာအသင်္ခတတရားပါပဲယုံနဲ့နံကိုသက်ဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်ပေါ်လာတာမို့အသင်္ခတတရားလို့ခေါ်ရပါပဲမဖောက်မပြန်အမှန်တကယ်ရှိတဲ့တရားများဖြစ်လို့အသင်္ခတပရမတ်တရားများလို့ခေါ်ရပါတယ်သို့တော်လည်းအကြောင်းကြောင့်ဖြစ်တဲ့အဖြစ်တရားများမို့သူတို့ဟာပြတ်ပါတယ်ဘာကြောင့်ပြတ်တယ်လဲဆိုတော့ဖြစ်လို့ပြတ်တာပါပဲဒါကြောင့်သင်္ခတနယ်ဟာဖြစ်ပြနေပါဖြစ်ပြနေတဲ့မှာရှိလို့သင်္ခတဖြစ်တဲ့ယုံနာမှန်သမျှဟာဖြစ်ပြဆင်းရဲသင်္ခါရဒုက္ခကြီးပါပဲအသင်္ခတတရားအသင်္ခတဆိုတာကတော့သင်္ခတရဲ့ပြောင်းပြန်သဘာဝပါအကြောင်းလို့စုပေါင်းမပြုလို့အပ်တဲ့သဘာဝလို့ဆိုလိုပါတယ်တူတူရှင်းရှင်းပြောရရင်အကြောင်းကြောင့်ဖြစ်တဲ့အဖြစ်တရားမဟုတ်ဘူးလို့ဆိုလိုပါတယ်အဖြစ်တရားမဟုတ်တဲ့ဒီအသင်္ခတသဘာဝဟာမဖောက်မပြန်အမှန်တကယ်ရှိတဲ့တရားဖြစ်လို့မူလသဘာဝအနေနဲ့ရှိနေတဲ့အရှိပရမတ်တရားပါအသင်္ခတပရမတ်ပေါ့အဲ့ဒီအရှိတရားဟာဘာလဲဆိုတော့သူဟာသင်္ခတရဲ့ကြောင်းပြန်သဘောဖြစ်လို့သင်္ခတခေါ်တဲ့ယုံနံငြိမ်းနေခြင်းယုံနံမရှိခြင်းသဘောပါပဲယုံနံနံရှိနေသမျှဆင်းရဲနေတယ်ယုံနံငြိမ်းသွားတော့ဆင်းရဲမရှိတော့ဘူးအဲ့ဒီဆင်းရဲငြိမ်းနေတာဟာတကယ်ရှိတဲ့အရှိတဘာဝပါပဲအဲ့ဒါကိုနိဗ္ဗာန်လို့ခေါ်ရပါတယ်အဲ့ဒါဟာအသင်္ကတတရားပါပဲဒီဆင်းရဲငြိမ်းနေတဲ့ဆင်းရဲကင်းနေတဲ့တဘာဝဟာမူလကလေးကရှိနေတဲ့အရှိတဘာဝကိုသူဟာအကြောင်းကြောင့်ဖြစ်တာမဟုတ်လို့သူ့ကိုအသင်္ကတလို့ခေါ်ရပါပဲဖြစ်တရားမဟုတ်အရှိတရားလို့ဆိုလိုပါတယ်အရှိတရားဖြစ်လို့မဖြစ်တဲ့အတွက်ပြက်လည်းမပြက်ပါဘူးဒါကြောင့်အသင်္ခတနယ်လို့ခေါ်တဲ့နိဗ္ဗာန်ဟာဖြစ်ပြနယ်ကိုလွန်မြောက်နေပြီဖြစ်လို့ဆင်းရဲမရှိပဲဆင်းရဲငြိမ်းနေပါတယ်ဒီတော့အချင်းချုပ်လိုက်ရင်သင်္ခါရလို့လည်းခေါ်တယ်သင်္ခတအဖြစ်တရားများဟာဖြစ်ပြမကင်းလို့ဆင်းရဲတယ်အသင်္ခတခေါ်တယ်အဖြစ်တရားဟာဖြစ်ချင်းပြက်ချင်းမရှိလို့ဆင်းရဲငြိမ်းတယ်ဒါကိုပဲနိဗ္ဗာန်လို့ခေါ်ပါတယ်ဒါကြောင့်ပဋိသင်္မိဒမတ်ပါဠိတော်စာ15မှာလည်းဥပ္ပါတော်အဖြစ်တရားသည်သင်္ခါရယုံနံသင်္ခါရတို့ပေသည်အနုပ္ပါတော်မဖြစ်တရားအရှိတရားသည်နိဗ္ဗာန်နိဗ္ဗာန်ပေသည်လို့အဖြစ်တရားနဲ့အရှိတရားဟုခွဲခြားမိန့်တော်မူခဲ့တာပါပဲဒီဆင်းရဲငြိမ်းတဲ့သဘာဝအရှိပရမတ်တရားဟာတရားဌာနမရှိလို့ဘယ်နေရာမှာရှိတယ်လို့ပြောမရတယ်လို့အဖြစ်တရားမဟုတ်လို့ဘယ်အချိန်ဘယ်ကာလကဖြစ်တယ်လို့လည်းပြောလို့မရပါဘူးဒါကြောင့်အပတိထတရားဌာနမရှိတဲ့တရားကာလဝိမု ക്തി အတိတ်အနာဂတ်ပစ္စုပန်ဆိုတဲ့အချိန်ကာလမှလွတ်တဲ့တရားပါ
နိဗ္ဗာန် is beyond time and space ကိလေသာငြိမ်းရင်ပဲနိဗ္ဗာန်လောဘဒေါသမောဟမာနဒိဋ္ဌိစတဲ့တရားတွေဟာတတ္တဝါကိုပူလောင်စေတဲ့တရားဆင်းရဲစေတဲ့တရားတွေပါဒါကြောင့်သူတို့ကိုကိလေသာလို့ခေါ်ပါတယ်ဒီကိလေသာတွေရှိနေသမျှဆင်းရဲနေတာပါပဲဒီကိလေသာတွေမရှိရင်ဆင်းရဲငြိမ်းပြီးချမ်းသာတော့တာပါပဲဒါကြောင့်ကိလေသာငြိမ်းခြင်းဟာဆင်းရဲငြိမ်းခြင်းနိဗ္ဗာန်ပါပဲကိလေသာငြိမ်းတော့လေယုံနဲ့နံတချို့ကရှိနေသေးတော့ဖြစ်ပြဆင်းရဲသင်္ခါရဒုက္ခကြံနေပါသေးတယ်အဲ့ဒီယုံနဲ့သင်္ခါရတွေအဖြစ်ရပြီးနောက်ထပ်မဖြစ်တော့ပဲသင်္ခါရဒုက္ခပါအပြည့်တငြိမ်းမှပဲတဏှိဒုက္ခခေါ်တဲ့တကယ်အငြိမ်းတဘာဝနိဗ္ဗာန်ကြီးကိုတွေ့ရပါတယ်သင်္ခါရငြိမ်းလို့ဆင်းရဲမရှိတဲ့တဘာဝလောကမှာမီးမရှိပဲအေးနေတဲ့တဘာဝဟာမူလကတည်းကရှိနေတဲ့အရှိတဘာဝပါသို့တော်လည်းမီးရှိနေတဲ့အခါမှာတော့မီးမရှိပဲအေးနေတဲ့တဘာဝကိုမတွေ့နိုင်မသိနိုင်ပါဘူးမီးငြိမ်းသွားတဲ့အခါကြတော့မှပဲမူလကတည်းကရှိနေတဲ့ဒီအေးတဲ့တဘာဝကိုတိတိချာချာတွေ့ရသိရပါတယ်အဲ့ဒီအတိုင်းပဲဆင်းရဲမရှိတဲ့တဘာဝကြီးဟာမူလကတည်းကရှိနေတဲ့အရှိတဘာဝကြီးပါယုံ nant သင်္ခါရအဖြစ်ရသွားမှဖြစ်ပေါ်လာတာမဟုတ်ပါဘူးတစ်ဖက်ကဆင်းရဲရှိနေတော့အခြားတစ်ဖက်ကလည်းဆင်းရဲငြိမ်းတဲ့ဆင်းရဲမရှိတဲ့တဘာဝဟာရှိနေပါတယ်သို့တော်လည်းယုံ nant သင်္ခါရတွေဖြစ်နေတိုင်းမှာတော့ရုပ်ဆင်းရဲနာမ်ဆင်းရဲသင်္ခါရဆင်းရဲတွေကဖုံးကွယ်ထားလို့ဆင်းရဲမရှိတဲ့တဘာဝကြီးကိုမဆိုင်ရောက်နိုင်မသိနိုင်ပဲဖြစ်နေတာပါအရှိတဘာဝကိုစိုက်ရောက်ရန်ကုန်ကနေမန္တလေးအမြန်ရထားစီးသွားတော့လမ်းဆုံးရင်မန္တလေးမြို့ကြီးကိုရောက်တယ်ဒီတော့ရထားဆိုင်မှာပဲမန္တလေးမြို့ကြီးဖြစ်ပေါ်လာသလားဆိုတော့မဟုတ်ပါဘူးအများသိတဲ့အတိုင်းပဲအရင်ကတည်းကရှိနေတာမဟုတ်လားအဲ့ဒီအတိုင်းပဲဆင်းရဲမရှိတဲ့တဘာဝကြီးဟာလေအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အဖြစ်တရားသင်္ခတမဟုတ်မူလကတည်းကရှိနေတဲ့အရှိတရားအသင်္ခတပဲမဂ္ဂင်၈ပါးယင်ယထာကိုလမ်းဆုံးအောင်စီးသွားနိုင်တဲ့လူကတော့လမ်းဆုံးရင်အသင်္ခတတဘာဝအငြိမ့်တက်ဆက်ရောက်သွားမှာပဲတကယ်လို့သာနိဗ္ဗာန်ဟာအကြောင်းတစုံတရာကြောင့်ဖြစ်တဲ့တဘာဝဆိုရင်ဖြစ်တဲ့တဘာဝဟာပြည့်ရတာဓမ္မတာဖြစ်လို့နိဗ္ဗာန်ကိုလည်းပြတ်တယ်လို့ဆိုရရောက်ပြီလိမ့်မယ်ဒီလိုဆိုရင်နိဗ္ဗာန်ဟာဖြစ်တဲ့ပြတ်တဲ့လို့ဆင်းရဲပင်ဖြစ်နေတဲ့အတွက်ဆင်းရဲငြိမ်းတဲ့ချမ်းသာလို့မဆိုနိုင်ပြန်ဘူးတကယ်တော့နိဗ္ဗာန်ဟာအရှိတဘာဝဖြစ်လို့ဖြစ်လည်းမဖြစ်ပြက်လည်းမပြက်ဘူးအဲ့ဒီလိုမဖြစ်မပြက်လို့ပဲဆင်းရဲငြိမ်းတဲ့တဘာဝအနေနဲ့အမြဲတည်ရှိနေတာပါပဲဒါကြောင့်ဒုဝင်အမြဲရှိနေတဲ့သဘောလို့ဆိုရပါတယ်ပြီးတော့မဖြစ်တဲ့သဘာဝမှုသူ့ကိုဖြစ်ပေါ်အောင်လုပ်ပြီးတဲ့အကြောင်းတရားလည်းမရှိဘူးရောက်စေတဲ့အကြောင်းတော့ရှိတယ်ဒါဖြစ်ရင်မဂ္ဂင်၈ပါးဟာနိဗ္ဗာန်ရဲ့အကြောင်းတရားမဟုတ်ဘူးလားမဂ္ဂင်၈ပါးကျင့်ကြံပွားများမှဆင်းရဲငြိမ်းတာဆိုတော့မဂ္ဂင်၈ပါးဟာဆင်းရဲငြိမ်းခြင်းဆိုတဲ့နိဗ္ဗာန်ရဲ့အကြောင်းတရားပေါ်လို့ဇောရကတက်เสียရှိပါတယ်အဖြေကတော့မဂ္ဂင်၈ပါးပွားများမှဆင်းရဲငြိမ်းတာမှန်ပါတယ်ဒါကြောင့်မဂ္ဂင်၈ပါးဟာနိဗ္ဗာန်ရဲ့အကြောင်းတရားဆိုတာလည်းမှန်ပါတယ်သို့တော်လည်းမဂ္ဂင်၈ပါးပွားခြင်းကဆင်းရဲငြိမ်းခြင်းကိုဖြစ်စေတာမဟုတ်ပါဘူးမဂ္ဂင်၈ပါးပွားခြင်းကြောင့်ဆင်းရဲငြိမ်းတဲ့ဆင်းရဲမရှိတဲ့သဘာဝကိုဆိုက်ရောက်သွားခြင်းသာဖြစ်ပါတယ်မိရထားစီးသွားလို့မူလကလေးကရှိနေတဲ့မန္တလေးမြို့ကြီးကိုရောက်သွားတယ်လို့ပါပဲဝိသုဒ္ဓိမတ်ဒု140မှာပတ္တပမေဝဟေတံမဂ္ဂေနာနဥပ္ပါတိတပ္ပံဤနိဗ္ဗာန်ကိုမတ်တိရောက်အပ်တည်တာလျင်ဖြစ်၏ဖြစ်စေအပ်တည်ကမဟုတ်ပြီလို့မိတ်ဆိုထားပါတယ်ပူရှင်းအောင်ပြောရရင်မဂ္ဂင်၈ပါးဟာနိဗ္ဗာန်ကိုဖြစ်စေတဲ့အကြောင်းဇနကဟိတ်မဟုတ်နိဗ္ဗာန်ကိုရောက်စေတဲ့အကြောင်းတမပကဟိတ်တာဖြစ်ပါတယ်ဒါကြောင့်နိဗ္ဗာန်ကိုဖြစ်စေတဲ့အကြောင်းမရှိလို့နိဗ္ဗာန်ဟာအဖြစ်တရား
သင်္ခတမဟုတ်အရှိတရားအသင်္ခတသာဖြစ်ပါတယ်ဖြစ်တဲ့တရားမဟုတ်လို့ပြက်လည်းမပြက်ပါဘူးဒါကြောင့်ဒုဝင်အမြဲရှိနေတဲ့စင်ရဲငြိမ်းချင်းတဘာဝကြီးပါစင်ရဲမရှိပဲစင်ရဲငြိမ်းနေတဲ့တဘာဝကြီးဟာအရှိတရားဖြစ်တော်လဲပဲအဲ့ဒီစင်ရဲငြိမ်းတဲ့တဘာဝကိုရဖို့ဆက်ရောက်ဖို့ကတော့ဖြစ်ပေါ်နေတဲ့ယုံ nant ခန္ဓာစင်ရဲငြိမ်းမှပဲရနိုင်ဆက်ရောက်နိုင်ပါတယ်မစင်ရဲခြင်းရင်စင်ရဲရဲ့အကြောင်းကိုပယ်တတ်အဲ့ဒီယုံ nant ခန္ဓာစင်ရဲငြိမ်းအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒီစင်ရဲရဲ့အကြောင်းကိုပယ်တတ်ရပါမယ်မိခိုးကိုမမြင်မတွေ့ခြင်းရင်မိခိုးရဲ့အကြောင်းဖြစ်တဲ့မိကိုငြိမ်းတတ်ရပါမယ်အဲ့ဒီအတိုင်းပဲယုံ nant ခန္ဓာစင်ရဲကိုမလိုခြင်းရင်အဲ့ဒီစင်ရဲရဲ့အကြောင်းကိုပယ်တတ်ရမှာပဲဒီယုံ nant ခန္ဓာစင်ရဲရဲ့အကြောင်းကလိုခြင်းတက်မှတ်နှစ်သက်တွေ့တာမှုတဏှာလောဘပဲလို့မြတ်စွာဘုရားမိန့်ကြားခဲ့ပါတယ်မှန်ပါတယ်တစုံတရာကိုလိုခြင်းရင်စင်ရဲတော့တာပဲငွေလိုခြင်းရင်ငွေလိုခြင်းစိတ်ကြောင့်စင်ရဲတယ်ကားလိုခြင်းရင်ကားလိုခြင်းစိတ်ကြောင့်စင်ရဲတယ်အဝိစားတစုံတစ်ခုကိုတက်မှတ်ရင်လေအဲ့ဒီတက်မှတ်စိတ်ကြောင့်စင်ရဲတယ်တထေးတကြွယ်စတဲ့ဘဝကောင်းဘဝမွန်တွေကိုလိုချင်ရင်လေအဲ့ဒီလိုချင်စိတ်ကြောင့်ဆင်းရဲတယ်အဲ့ဒီဆင်းရဲမှန်သမျှရုပ်ဆင်းရဲနာမ်ဆင်းရဲကြီးပဲဒါကြောင့်ယုံ nant ခန္ဓာဆင်းရဲငြိမ်းရင်အကြောင်းဖြစ်တဲ့လိုချင်တက်မှတ်နှစ်သက်တွေ့တာမှုတဏှာလောဘကိုပယ်တတ်မှပဲဆင်းရဲငြိမ်းနိုင်မယ်အသက်ရှင်ခြင်းစိတ်ဆက်ပြောပါအောင်မယ်ရုပ်အသက်နာမ်အသက်နဲ့ဘဝတည်တစ်ခုဖြစ်တယ်ဆိုတာလေဘဝဖြစ်ခြင်းနဲ့တဏှာလောဘကြောင့်ဖြစ်တာပဲဘဝတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်ရုပ်အသက်နဲ့အသက်ဖြစ်လာတယ်ရုပ်နဲ့နာမ်ဖြစ်လာရင်ဆင်းရဲများသလားချမ်းသာများသလားဆင်းရဲများပါလေဗျာဆင်းရဲများတယ်သို့တော့သင်္ခါရဒုက္ခဆိုတဲ့ဖြစ်ပျက်ဆင်းရဲအနေနဲ့ဆိုဆင်းရဲကြီးပဲမဟုတ်လားဟုတ်ပါဗျာကျန်တဲ့ဒုက္ခဝိပရိနာမဒုက္ခဆိုတာတွေနဲ့တွက်လို့ရှိရင်တော့ဆင်းရဲများတဲ့ချမ်းသာနေတဲ့သိကြသလားသိကြပါလေဗျာဒီတော့ဆင်းရဲများပြီးတော့ချမ်းသာနေပါလေနဲ့တတ္တဝါဟာဘဝတစ်ခုဖြစ်ပြီးတော့အသက်ရှင်ခြင်းမနေဘူးလားရှင်ခြင်းနေပါလေဗျာကဲမေးရအောင်မယ်ဒီပြိဿတ်တဲ့ဘယ်သူသိခြင်းတလဲဘယ်သူမှမသိခြင်းပါဗျာသိခြင်းသလားရှင်ခြင်းသလားရှင်ခြင်းပါလေဗျာရှင်ခြင်းနဲ့ဆိုတာယုံ nant နှစ်ခုတွဲပြီးတော့အဆက်မပြတ်ဖြစ်ပျက်အစဉ်အတိုင်းဖြစ်နေတာပြောတာမဟုတ်ဘူးလားဟုတ်ပါလေဗျာအဲ့ဒီတော့ရှင်ခြင်းနဲ့ဆိုတာယုံ nant နှစ်ခုဆက်ပြီးတော့ဖြစ်ပျက်နေတာကိုဆိုလိုတာမဟုတ်လားဟုတ်ပါလေဗျာအဲ့ဒီတော့ဒီဘဝမှာတည်သွားတာကိုဘယ်သူလိုချင်မလဲဘယ်သူမှမလိုချင်ပါဗျာဒီတော့တချို့ကပြောကောင်းပြောမယ်တကယ်သိချင်တာလားအမလေးဆရာတော့မကြခင်10တန်းစာမေးပွဲကြာတော့ကလေသိချင်တဲ့လူအများကြီးဗျာတပည့်တော်ကိုတားထားရတယ်လို့ဒီတော့တစုံတစ်ခုသောအစင်မပြေမှုကြောင့်သိချင်တယ်ဆိုရက်အဲ့ဒီလူတွေတကယ်သိချင်သလားဆိုတော့အဲ့ဒီဆင်းရဲနဲ့တွေ့တဲ့ကြုံတဲ့အခိုက်မှာတော့သိချင်ပါလိမ့်မယ်ဒါပေမဲ့ဒီလိုဆိုရင်ကျိုးဆွဲချသိနေဆိုပြီးကျိုးကွင်းဆွတ်လိုက်တဲ့အခါကြတယ်ဘယ်နဲ့သူသိချင်စိတ်ရှိပါအောင်မလားမရှိပါဗျာဆက်ငင်ဖြစ်နေတာသိချင်လို့လားမသိချင်လို့လားမသိချင်လို့ပါဗျာအဲ့ဒီတော့ရှင်ကျင်လို့မဟုတ်ပေဘူးလားဟုတ်ပါတယ်ဗျာအဲ့ဒီရှင်ကျင်စိတ်ကြောင့်နောက်ဘဝအသက်ရုပ်အသက်နာအသက်ဆိုတဲ့ရှင်မှုဖြစ်ရတာရှင်စိတ်ကြောင့်ဆင်းရဲစားခြင်းစိတ်ကြောင့်စားရတယ်ဝတ်ခြင်းစိတ်ကြောင့်ဝတ်ရတယ်ဟုတ်တယ်မဟုတ်လားဟုတ်ပါတယ်ဗျာအသက်ရှင်ခြင်းစိတ်ကြောင့်ရှင်ရတယ်ဆိုတာအဲ့ဒါကိုပဲစကလုံးထွားထွားနဲ့ပြောရရင်ဘဝတဏှာကြောင့်ဘဝတစ်ခုဖြစ်ရတယ်လို့ပြောရတယ်ရှင်ခြင်းစိတ်ကြောင့်ဘဝဖြစ်တယ်ဒီတော့အဲ့ဒီရှင်ခြင်းစိတ်ဟာသမုဒိယသစ္စာဟိုဘက်မှာဘဝအသက်ရုပ်အသက်နဲ့အသက်ဖြစ်ပြီးတော့ဆင်းရဲတွေတွေ့နေတာဟာဘာတွေလဲဒုက္ခသစ္စာပါဗျာဒုက္ခသစ္စာအဲ့ဒီတော့သမုဒိယသစ္စာကြောင့်ဒုက္ခဖြစ်တယ်အဝိဇ္ဇာဟာတဏှာရဲ့အကြောင်းဒီတော့ဆင်းရဲရဲ့အကြောင်းတရားဟာဘာလဲသမုဒိယသစ္စာတဏှာလောဘပါဗျာလူချင်းမှုနှစ်သက်မှုချစ်ခင်မှု
တွေ့တာမှုဒါပဲမဟုတ်လားဟုတ်ပါတယ်ဗျာဒီတော့လူချင်းတက်မှတ်နှစ်သက်တွေ့တာခြင်းရဲ့အကြောင်းတရားကဘာလဲဆိုတော့ဒါတွေကိုဆင်းရဲလို့အမှန်တိုင်းမသိတဲ့အဝိဇ္ဇာပဲမဟုတ်လားဟုတ်ပါတယ်ဗျာအဲ့ဒီယုတ်တရားနံတရားတွေဖြစ်နေတာဟာဆင်းရဲပဲလို့အမှန်တိုင်းမသိတာအဲ့ဒါကိုအဝိဇ္ဇာလို့လည်းခေါ်တယ်မောဟလို့လည်းခေါ်တယ်သူ့ကြောင့်ပဲလူချင်းတက်မှတ်နှစ်သက်တဲ့တဏှာတွေဖြစ်တယ်ဒီတဏှာတွေနဲ့လူချင်းတဲ့အခါကျတော့အဲ့ဒီဘဝအသစ်တွေဖြစ်လို့ဆင်းရဲတယ်တခါအဲ့ဒီဘဝမှာလည်းပဲကားလူချင်းလို့ကားဝယ်ဖို့ငွေရှာရကားရှာရနဲ့ဆင်းရဲတွေဖြစ်ရတယ်စာမေးပွဲအောင်ခြင်းလို့အမျိုးမျိုးကြိုးစားရတဲ့ဆင်းရဲတွေဖြစ်တယ်ဒီလိုဆိုမအောင်ခြင်းရဘူးလားဖះလို့မေးရင်အောင်ခြင်းပါလေဖះအောင်ခြင်းရမှာပေါ့လောဘကိုပယ်မှမပယ်နိုင်သေးတော့လူဘဝအစဉ်ကြီးအောင်တော့ဒီလောဘရှိသလောက်ရှိမှာပဲတဏှာငြိမ်းရင်ဆင်းရဲငြိမ်းဒီတော့လိုချင်တက်မှတ်နှစ်သက်တွေ့တာမှုတဏှာသမုဒယသစ္စာဟာဆင်းရဲခြင်းရဲ့အကြောင်းပဲသူကြောင့်ဖြစ်ပေါ်တဲ့ဆင်းရဲမှန်သမျှယုတ်ဒုက္ခနံဒုက္ခအပါအဝင်လောကမှာတွေ့ရတဲ့ဒုက္ခမှန်သမျှဟာဒုက္ခသစ္စာဆင်းရဲအမှန်တွေပဲဒါဖြစ်ရင်အဲ့ဒီဆင်းရဲတွေဘယ်အခါငြိမ်းမလဲအဲ့ဒီလိုချင်တက်မှတ်တဲ့တဏှာမရှိတဲ့အခါမှာဆင်းရဲငြိမ်းမယ်မဟုတ်ဘူးလားဟုတ်ပါတယ်ဗျာမသိကြဘူးလားသိကြပါတယ်ဗျာသိကြတယ်နော်တဏှာတစ်ခုမရှိရင်အဲ့ဒီတဏှာကြောင့်ဖြစ်မယ်ဆင်းရဲတစ်ခုငြိမ်းတာပဲကဲမေးမယ်ဟောဒီပြေးသက်မှာကြောင်းရှိသလားကြောင်းဆိုတာဘုန်းကြီးကြောင်းပြောတာကိုယ်ပိုင်ဘုန်းကြီးကြောင်းရှိသလားမရှိပါဗျာမရှိရင်ငါကြောင်းမှာမိုးတွေများစိုးနေမလားဟဲ့မိုးကလည်းရွာတော့မယ်အဲ့ဒီဆိုရင်စိတ်ရှိပါမလားမရှိပါဘူးဗျာဘာကြောင့်မရှိသလဲကြောင်းမရှိလို့ပါဗျာကြောင်းမရှိတော့ကြောင်းပေါ်မှာတွေ့တာတက်မှတ်တဲ့တဏှာရှိသလားမရှိပါဗျာအဲ့ဒီလိုကြောင်းပေါ်မှာတွေ့တာတက်မှတ်တဲ့တဏှာငြိမ်းတော့ကြောင်းနဲ့ပတ်သက်တဲ့ဆင်းရဲမငြိမ်းဘူးလားငြိမ်းပါလေဗျာတဏှာငြိမ်းရင်ဆင်းရဲငြိမ်းတယ်ဟုတ်လားဟုတ်ပါတယ်ဗျာဒါကြောင့်ဘုန်းကြီးများဆိုရင်ဘယ်သားသမီးအတွက်မှဘုန်းကြီးဆင်းရဲမဖြစ်ဘူးပရိသတ်ရေကြတယ်အမေမရေနဲ့လေဟုတ်တာပြောတာကဲအဲ့ဒါဘာကြောင့်လဲသားသမီးမရှိတော့သားသမီးကိုတက်မှတ်တဲ့တဏှာရှိသလားမရှိပါဖေဟာအဲ့ဒီတဏှာမငြိမ်းဘူးလားငြိမ်းပါတယ်ဖေဟာအဲ့ဒီတဏှာငြိမ်းတော့ဘုန်းကြီးမှာသားသမီးနဲ့ပတ်သက်တဲ့ဆင်းရဲမငြိမ်းဘူးလားငြိမ်းပါတယ်ဖေဟာအဲ့ဒါထင်ရှားတဲ့တာရကတွေမဟုတ်ပေဘူးလားဟုတ်ပါတယ်ဖေဟာမလေးပါးကပယ်တတ်တဲ့ကိလေသာတွေဒီတော့တရားကျင့်ကြံပွားများအထောက်လို့မှုယုံနဲ့နံကိုတတိဦးစီးတဲ့စိတ်နဲ့မပြတ်ရှုလို့ယုံနံရဲ့သဘာဝအမှန်ကိုသိပြီးအနိစ္စဒုက္ခအနတ္တလက္ခဏာတွေသိမြင်တဲ့အခါဝိပဿနာဉာဏ်တွေတစ်ဆင့်ထက်တစ်ဆင့်တက်သွားပြီးသောတာပတ္တိမဉ္ဇဉ်ပူဉဏ်ရတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စကိလေသာငြိမ်းတယ်တဂရာဂံမိမဉ္ဇဉ်ပူဉဏ်ရတော့ကြမ်းတမ်းတဲ့လောဘဒေါသကိလေသာတွေငြိမ်းတယ်အနာဂံမိမဉ္ဇဉ်ပူဉဏ်ရတော့ကာမဘုံမှာတွေ့တာတက်မှတ်တဲ့လောဘနဲ့ဒေါသအလုံးငြိမ်းတယ်အရဟတမဉ္ဇဉ်ပူဉဏ်ရတော့ကြံတဲ့ကိလေသာအလုံးအကျွမ်းမဲ့ငြိမ်းတယ်အဲ့ဒီငြိမ်းတဲ့ကိလေသာတွေမှာခုနပြောခဲ့တဲ့မသိမှုအဝိဇ္ဇာရောတက်မှတ်မှုတဏှာရောရှေ့တုန်းကပါတယ်မပါဘူးလားပါပါတယ်ဖေဟာမငြိမ်းနိုင်ဘူးလားငြိမ်းနိုင်ပါတယ်ဖေဟာငြိမ်းနိုင်တာကိုကျောင်းသူကျောင်းသားဆရာဆရာမတွေမှာဘုန်းကြီးကျောင်းကိုတက်မှတ်တဲ့တဏှာမရှိလို့တဏှာငြိမ်းတာတာရကပြခဲ့တယ်ဘုန်းကြီးမှာသားသမီးကိုတက်မှတ်တဲ့တဏှာငြိမ်းတာကိုတာရကပြခဲ့တယ်တဏှာဆိုတာငြိမ်းနိုင်တယ်ငြိမ်းအောင်လုပ်လို့ရှိရင်ငြိမ်းနိုင်တယ်အဲ့ဒါကိုပြောချင်တာပါဒီမှာလည်းပဲအရဟတမဉာဏ်နဲ့အရိယာသစ္စာကိုအမှန်တိုင်းသိမြင်တဲ့အခါကျတော့ဘာကိလေသာဘာအဝိဇ္ဇာဘာတဏှာမှမရှိတော့ဘူးကိလေသာအလုံးအမြင့်မကြံအနုတ္တယပါငြိမ်းကုန်ကြတယ်ဒိဋ္ဌိလည်းမရှိတော့ဘူးအကုန်လုံးကိလေသာတွေငြိမ်းသွားကြပြီသဥပါရိတေတာနိဗ္ဗာန်ဒီတော့ဆင်းရဲရဲ့အကြောင်းဖြစ်တဲ့တွေ့တာတက်မှတ်မှုတဏှာငြိမ်းတဲ့အခါကျတော့ဒီယဟန္တာပုဂ္ဂိုလ်မှာဘာဆင်းရဲရှိအောင်မလဲဘာဆင်းရဲမှမရှိပါဗျာမရှိတော့ဘူးသို့တော့အဲ့ဒီယဟန္တာပုဂ္ဂိုလ်မှာရုပ်ခန္ဓာနာမ်ခန္ဓာတော့ကြံမနေဘူးလားကြံနေပါတယ်ဗျာကြံနေတော့ယ
ယုံနံတို့ရဲ့ဖြစ်ပျက်မှုသင်္ခါရဒုက္ခဆိုတာတော့မရှိဘူးလားရှိပါတယ်ဖေဟာဒါကြောင့်အဲ့ဒီယဟန္တာရတဲ့အာယုံပြုတဲ့ဆင်းရဲငြိမ်းမှုသဘောနိဗ္ဗာန်ကိုယုံနံခန္ဓာအကျွမ်းအကြံရှိတဲ့နိဗ္ဗာန်တာဥပါတိတိတာနိဗ္ဗာန်လို့ခေါ်တယ်အဲ့ဒါဟာဒီဘဝတွင်ပဲရနိုင်တဲ့နိဗ္ဗာန်ပဲဒီတော့လုံးရင်မရဘူးလားရပါတယ်ဖေဟာရတယ်ဒါပေမဲ့သင်္ခါရဒုက္ခဆိုတဲ့ယုံနံခန္ဓာရဲ့ဖြစ်မှုပြတ်မှုကြံနေသေးတယ်အနုပါတိတိတာနိဗ္ဗာန်အဲ့ဒီယဟန္တာပြိဋိဘံဆံပြီးတဲ့အခါကျတော့ရှင်ရင်နေဆိုတဲ့တဏှာမရှိတော့တဲ့အတွက်နောက်ဘဝမှာအသက်ရှင်မှုဆိုတဲ့ရုပ်တဲ့နှံတဲ့ပြန်ဖြစ်အောင်လားမဖြစ်တော့ပါဖေဟာမဖြစ်တော့ယုတ်ခန္ဓာနာမ်ခန္ဓာမှာရှိတဲ့သင်္ခါရဒုက္ခဆိုတဲ့ဆင်းရဲကောရှိသေးသလားမရှိပါဖေဟာမရှိတော့ဒီဆင်းရဲအလုံးငြိမ်းမသွားဘူးလားငြိမ်းသွားပါတယ်ဖေဟာအဲ့ဒါကိုအနုပါတိတေတာနိဗ္ဗာန်လို့ခေါ်တယ်ယုံနံခန္ဓာအကျွမ်းကြံမရှိတော့ပဲလုံးဝငြိမ်းသွားတဲ့နိဗ္ဗာန်ပဲဘာရှိတာလဲဒီတော့ဒီနေရာမှာဘာမှမရှိတာလို့များနိဗ္ဗာန်ခေါ်ရသလားလို့ဆိုတော့မဟုတ်ဘူးရှိတယ်ဘာရှိတာလဲဆိုတော့ဆင်းရဲငြိမ်းတဲ့သဘာဝကြီးရှိနေတယ်မဟုတ်ဘူးလားဟုတ်ပါတယ်ဖေဟာဆင်းရဲငြိမ်းတဲ့သဘာဝရှိနေဘူးလားရှိနေပါတယ်ဖေဟာဒါဖြင့်ရှိတာလားမရှိတာလားရှိတာလားဖေဟာဘာရှိတာလဲဆင်းရဲငြိမ်းတဲ့သဘာဝရှိတာပါဖေဟာဆိုကြပါစို့ဒီမှာမီးတောက်နေတယ်မီးပုံကြီးမီးကောက်နေတဲ့အခါကျတော့ဟဲ့မီးတွေတောက်နေတယ်ငိမ့်လိုက်စမ်းလို့ခိုင်းတော့ငိမ့်ပြလိုက်တယ်ဘာရှိသေးလဲဘာမှမရှိပါဖေဟာရှိတယ်မီးငိမ့်တဲ့သဘာဝမရှိဘူးလားရှိပါတယ်ဖေဟာမီးရှိတော့ကမပူဘူးလားပူပါတယ်ဖေဟာအခုမီးငိမ့်သွားတဲ့အခါကျတော့ပူသေးလားမပူတော့ပါဖေဟာအဲ့ဒီတော့အပူငိမ့်တဲ့သဘာဝမရှိဘူးလားရှိပါတယ်ဖေဟာအဲ့ဒီအတိုင်းပဲယုတ်ဒုက္ခနံဒုက္ခသင်္ခါရဒုက္ခပါမရှိတဲ့အခါကျတော့အဲ့ဒီသင်္ခါရဒုက္ခသင်္ခါရဆင်းရဲပါငြိမ်းနေတဲ့သဘာဝကြီးရှိနေတယ်အဲ့ဒါကိုနိဗ္ဗာန်ခေါ်တယ်ယဟန္တာပြိဋိဘံဆံတဲ့အခါယုံနံခန္ဓာအလုံးအဖြစ်ရက်သွားတာနဲ့နောက်ထပ်ယုတ်တဲ့နံတဲ့မဖြစ်ပေါ်တော့ပဲအဲ့ဒီဆင်းရဲငြိမ်းတဲ့မူလသဘာဝကြီးကိုဆက်ရောက်သွားတာပဲအဲ့ဒါအနုပါတိတေတာနိဗ္ဗာန်ပဲအဲ့ဒါဟာနိဗ္ဗာန်ချမ်းသာပါပဲလောကီစည်းစိမ်ချမ်းသာလို့ခံစားရတဲ့ချမ်းသာတော့မဟုတ်ဘူးဆင်းရဲငြိမ်းနေလို့ဆင်းရဲမရှိလို့ချမ်းသာလို့ခေါ်ရတဲ့တဏှိဒုက္ခငြိမ်းအေးချမ်းသာပဲခံစားရတဲ့ချမ်းသာမဟုတ်ဘူးတဏှိဒုက္ခချမ်းသာခံစားရရင်မကြခင်ဆင်းရဲကပေါ်လာအောင်မှပဲပြီးတော့ခံစားရတဲ့ချမ်းသာဝိတယိတဒုက္ခဖြစ်မှုပြတ်မှုရှိနေတော့ချမ်းသာစစ်မဟုတ်ဘူးသင်္ခါရဒုက္ခပဲဒါကြောင့်ဆင်းရဲလုံးဝငြိမ်းနေတဲ့တဏှိဒုက္ခငြိမ်းအေးခြင်းချမ်းသာမှသာချမ်းသာစစ်ချမ်းသာမှာပဲဒီတော့ဒီလိုဆိုရင်ဖျားဘာမှမရှိတာကြီးလို့တပည့်တော်တို့မြင်နေပါတယ်မလိုချင်ပါဘူးတို့များစိတ်ထဲမှာဖြစ်မိရင်ဒီလိုစဉ်းစားကြည့်ပါကင်ဆာယောဂတဲ့ဥပမာလူတစ်ယောက်ကင်ဆာယောဂဖြစ်နေတယ်ပေါ်ဟဲ့ညှဉ်းညူနေရတယ်ဝေဒနာကသိပ်ပြင်းထန်နေတယ်ဆရာဝန်တွေလည်းကုပါရဲ့ဓာတ်လည်းကင်ပါရဲ့ဒါပေမဲ့ယောဂဝေဒနာကပြင်းထန်တော့မတတ်တာဘူးတော်တအင်းနဲ့နေရတယ်နေလဲအော်ညလဲအော်နဲ့အဲ့ဒါဆင်းရဲလားချမ်းသာလားဆင်းရဲပါဖေဟာဒီဆင်းရဲကြိုက်သလားမကြိုက်ဘူးလားမကြိုက်ပါဖေဟာမကြိုက်တာသိကြသလားသိကြပါတယ်ဖေဟာဒါဖြင့်အဲ့ဒီဆင်းရဲငြိမ်းအောင်ဘယ်လိုလုပ်မလဲအခက်သားပဲနော်ဘုန်းကြီး Newsweek မဂ္ဂဇင်းထဲမှာတွေ့တယ်အနောက်နိုင်ငံများမှာတော့ကင်ဆာယောဂပျောက်တဲ့နှုန်းဟာအားရစရာကောင်းတော့တိုးတက်လာပါပြီတဲ့အဲ့ဒါသူတေသနာတွေနဲ့စေကောင်းဝါကောင်းတွေကြောင့်တိုးတက်လာပါပြီတဲ့ဒါကြောင့်အခုကင်ဆာယောဂဟာစောစောသိရင်ပျောက်နိုင်ပြီတဲ့ဒါပေမဲ့အခုဒီလူပမာကတော့ဝေဒနာအင်မတန်ပြင်းထန်နေလို့မို့အလုံးလုံးနာနေကြိုက်နေတယ်။ကိုင်းညလည်းမအေးရနေလည်းမအေးရနဲ့အိတ်ကလည်းပြက်နာတာကျင်နာကလည်းပြင်းထန်တယ်။ဆင်းရဲလိုက်တာလွန်ရောငါနဲ့တေတာကောင်းပါရဲ့လို့ခဏခဏသေပြစ်လိုက်ချင်တွေပေါ်နေတယ်။အဲ့လိုမစဉ်းစားမိပြီဘူးလား။စဉ်းစားမိပါတယ်ဗျာ။စဉ်းစားမိတယ်။ဒါပေမဲ့တကယ်သေးပါဆိုရင်သူသေခွင့်ပါမလား။မသေခွင့်ပါဗျာ။မသေးဝင်လို့ဆေးတွေကုနေတာပေါ့
ဟုတ်ပါတယ်ဗျာဒီတော့ဆရာဝန်ကကဲလေဒီလောက်မှခံစားနေရဒီနေ့ညတော့ချမ်းသာစီရမယ်ပေါ့ဆိုပြီးတော့ပူပေးလိုက်တယ်ဘယ်လိုပူပေးတယ်လဲဆိုရင်အားကောင်းတဲ့အိတ်ဆေးထိုးပေးလိုက်တယ်အိတ်ဆေးထိုးပြီးလို့နိုင်ဝက်လောက်ကြာတော့အိပ်ပျော်သွားရောည10 နာရီလောက်ကနေနှစ်ချိုက်ကြီးအိပ်လိုက်တာနနက်10 နာရီလောက်ကြာမှလို့တယ်အဲ့ဒီအိပ်ပျော်နေတော့မှသူဆင်းရဲကိုသိသလားမသိပါဗျာမသိဘူးနော်အဲ့ဒီအိပ်ပျော်နေတဲ့အချိန်မှာသူခံစားနေရတဲ့ဆင်းရဲငြိမ့်မနေဘူးလားငြိမ့်နေပါတယ်ဗျာငြိမ့်နေတယ်နော်မခံစားရတဲ့ချမ်းသာဒါပဲမဲ့ဘာတော့ခံစားနေရတယ်လေဘာမှမခံစားရပါဗျာဘာမှမခံစားရဘူးလားမခံစားရပါဗျာကောင်းတာဆိုလို့ဘာမှတော့မခံစားရဘူးသို့တော့ဆင်းရဲကတော့ငြိမ့်နေတယ်ဆင်းရဲငြိမ့်တဲ့တဘာဝတည်းတော့ဆက်ရောက်မနေဘူးလားဆက်ရောက်နေပါတယ်ဗျာနနက်8 နာရီမှနိုးလဲလာရောနိုးလာတာနဲ့တပြိုင်နက်တည်းအနာကနာလာတာပဲအမေရဲ့အဖရဲ့အော်နေရတယ်ပြန်ဆင်းရဲပြန်လာပဲကိုင်စဉ်းစားကြည့်အဲ့ဒီဆင်းရဲနေတဲ့လူအမတောက်လျှောက်ကြီးတီးလျက်ဆင်းရဲနေတာကိုသူကြိုက်မလားဒါမှမဟုတ်ခံစားမှုမရှိပဲဆင်းရဲငြိမ့်နေတာကိုသူကြိုက်မလားခံစားမှုမရှိပဲဆင်းရဲငြိမ့်နေတာကိုသူကြိုက်ပါတယ်ဗျာအဲ့ဒီလိုဆိုရင်ခံစားမှုမရှိပဲဆင်းရဲငြိမ့်တဲ့သဘောဟာမလိုလားအပ်ဘူးလားလိုလားအပ်ပါတယ်ဗျာအဲ့ဒါဘုန်းကြီးဥပမာပြောတာခုနကအနုပါတိပိတာနိဗ္ဗာန်ဆိုတာအဲ့ဒါမျိုးပဲခံစားမှုမရှိပဲဆင်းရဲခတ်သိမ်းအပြည့်တက်ငြိမ့်နေတဲ့သဘောပဲဆင်းရဲငြိမ့်တော့ချမ်းသာနေရတာပေါ့ခံတော့မခံစားရဘူးဝိတယိတဒုက္ခခံစားရတဲ့ချမ်းသာမရှိဘူးတဏှိဒုက္ခငြိမ်းချမ်းသာပဲရှိတယ်နိဗ္ဗာန်ဘယ်မှာရှိလဲဒီတော့နောက်တစ်ခုကနိဗ္ဗာန်ဆိုတာဘယ်မှာရှိပါသလဲကောင်းကင်မှာရှိပါသလားတဲ့ကဲဘယ်မှာရှိတယ်လို့ပြောရမလဲဆင်းရဲတာဘာရှိလို့ဆင်းရဲနေတယ်လဲယုံနံနံရှိလို့ဆင်းရဲနေပါတယ်ဗျာယုံနံနံခန္ဓာကိုယ်နဲ့စိတ်ရှိလို့ဆင်းရဲနေတာမဟုတ်လားဟုတ်ပါတယ်ဗျာအဲ့ဒီတော့ယုံနံနံခန္ဓာကိုယ်နဲ့စိတ်နှစ်ခုရှိတဲ့အနက်ကနံတွေကဆင်းရဲကိုဖြစ်စေတဲ့အဝိဇ္ဇာတဏှာအစရှိတဲ့ပိလေတာတွေငြိမ်းသွားရင်ပဲမချမ်းသာဘူးလားချမ်းသာပါတယ်ဗျာတဝက်မကချမ်းသာသွားပြီအများကြီးချမ်းသာသွားပြီ10 ပုံပုံရင်9 ပုံချမ်းသာသွားပြီတပုံပဲကြံတော့တယ်ဒီတော့အဲ့ဒီကိလေသာငြိမ်းလို့ဆင်းရဲငြိမ်းတာဟာကောင်းငင်မှာရှိတာလားမြေကြီးထဲမှာရှိတာလားဗြဟ္မပုံမှာလားနတ်ပုံမှာလားကဲဘယ်မှာရှိလဲဘယ်မှာမှမရှိပါဗျာအဲ့ဒီကိလေသာငြိမ်းတဲ့ပုဂ္ဂိုလ်ရဲ့တရားမှာမရှိပေဘူးလားရှိပါတယ်ဗျာဒါဖြင့်နိဗ္ဗာန်ဘယ်မှာလဲခန္ဓာကိုယ်မှာပါဗျာဟုတ်ကဲ့လားဟုတ်ပါတယ်ဗျာယောဂီတတ္တတို့မြတ်စွာဘုရားလက်ထက်တော်အခါကတစ်ချိန်မှာယောဟိတတနတ်သားကမြတ်စွာဘုရားကိုဒီလိုလျှောက်ဖူးတယ်မြတ်စွာဘုရားတပည့်တော်ဟာရှိဘဝတစ်ခုမှာအလုံးတကူကြီးတဲ့ယသိဖြစ်ခဲ့ပါတယ်ကျွမ်းကျင်တဲ့လေသမားပြစ်လွတ်လိုက်တဲ့ညာရစဉ်ထမ်းပင်ရိပ်တစ်ခုကျော်လွန်တဲ့အချိန်နဲ့တပည့်တော်စัจ java လာတစ်ခုဖြတ်ကျော်တဲ့အချိန်ညီမျှသည့်အထိလျင်မြန်လာတဲ့အကုန်ရှိခဲ့ပါတယ်အဲ့ဒီလောက်တပည့်တော်အသွားလျင်မြန်ခဲ့ပါတယ်အဲ့ဒီလောက်အသွားလျင်မြန်လာတဲ့တပည့်တော်ဟာစัจ java လာအနန္တရှိတဲ့လောကကြီးရဲ့အဆုံးကိုရောက်ချင်တဲ့အတွက်စွမ်းခံခြင်းစားခြင်းတောက်ခြင်းအနှဲငယ်များဖြစ်တဲ့အနားယူခြင်းအပူတစ်ပါးသွားခြင်းမှာတစ်ပါးအချိန်ပြည့်နှစ်ပေါင်း100လုံးလုံးအဲ့ဒီလောက်လျင်မြန်တဲ့အဟုန်နဲ့လောကကြီးရဲ့အဆုံးကိုသွားခဲ့ပူပါတယ်သို့တော်လည်းလောကကြီးရဲ့အဆုံးကိုမရောက်မီလမ်းမှာပဲတည်ဆုံးခဲ့ရပါတယ်အဲ့ဒီလိုလျှောက်ထားပါတယ်ဒီတော့မြတ်စွာဘုရားကမအိုမနာမသေးရာဖြစ်တဲ့လောကရဲ့အဆုံးကိုသွားခြင်းဖြင့်မရောက်နိုင်ကြောင်းမိန့်တော်မူပြီးတော့ဒီလိုမိန့်တော်မူပါတယ်ဣမတမိန်ကြီးဝဗျာမမတ်တိကလေးဝတွေသတ္တညိမိတမနကေလောကိစ္စပညာပိနိလောကသမုဒိယစ္စလောကနိရောဓစ္စလောကနိရောဓကာမိနိစ္စပฏิပဒံခုရွပြခဲ့တဲ့ယောဟိတတတုတ်မှာမြတ်စွာဘုရားမိန့်ကြားတော်မူတာကစိတ်ရှိတဲ့တလံမြလောက်သောခန္ဓာကိုယ်မှာပဲလောကကို
ငါဖျားဟောတော်မူတယ်တဲ့ဒုက္ခသစ္စာကိုဆိုလိုပါတယ်လောကဖြစ်ခြင်းရဲ့အကြောင်းလဲဒီခန္ဓာကိုယ်မှာပဲတဲ့သမုဒိယသစ္စာတဏှာကိုဆိုလိုပါတယ်ယုံ nant ဆိုတဲ့လောကချုပ်ငိမ့်တာလဲဒီခန္ဓာကိုယ်မှာပဲတဲ့ဒါဆင်းရဲချုပ်ငိမ့်ခြင်းနိရောဓသစ္စာကိုမိန့်တော်မူတာပါအဲ့ဒီလောကချုပ်ငိမ့်အောင်ကျင့်တဲ့အကျင့်လမ်းမှန်လေဒီခန္ဓာကိုယ်မှာပဲတဲ့မဂ္ဂင်၈ပါးမဂ္ဂသစ္စာတရားကိုဆိုလိုပါတယ်ဒီတော့ဆင်းရဲငြိမ်းခြင်းဆိုတဲ့နိဗ္ဗာန်ဘယ်မှာရှိတယ်လဲခန္ဓာကိုယ်မှာရှိပါတယ်ဗျာအဲ့ဒီတော့နိဗ္ဗာန်ဘယ်မှာလဲခန္ဓာကိုယ်မှာပါဗျာကောင်းကင်မှာလားမဟုတ်ပါဗျာမြေကြီးထဲမှာလားမဟုတ်ပါဗျာသိကြရဲ့လားသိကြပါတယ်ဗျာနားလည်ပြီနော်ခန္ဓာကိုယ်နဲ့သစ္စာလေးပါသို့တော်လေပြောစရာကနည်းနည်းကြံနေပါသေးတယ်အခုပြောခဲ့တဲ့ယောဟိတတတုတ်မှာလောကဆိုတာယုံနဲ့နံပါပဲအဲ့ဒီယုံနဲ့နံဟာဒုက္ခသစ္စာတရားပါပဲဒီတော့လောကဆိုတာဒုက္ခကိုပဲရှင်တော်မြတ်ဖရာမိန့်ကြားတော်မူတာဖြစ်ပါတယ်ဒီတော့ဒီဒေသနာတော်အရဒုက္ခသမုဒယနိရောဓမဂ္ဂဆိုတဲ့သစ္စာလေးပါးဟာခန္ဓာကိုယ်မှာပဲရှိတယ်လို့နားလည်ရပါတယ်ဒုက္ခသစ္စာကတော့တတ္တဝါတိုင်းရဲ့ခန္ဓာကိုယ်မှာရှိပါတယ်သမုဒယသစ္စာကတော့ဖရာယဟန္တာတို့ရဲ့ခန္ဓာကိုယ်မှာမရှိပါဘူးတခြားတတ္တဝါများရဲ့ခန္ဓာကိုယ်မှာသာရှိပါတယ်မဂ္ဂသစ္စာကတော့ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်များရဲ့ခန္ဓာမှာပုဗ္ဗဘာကမတ်ရှိပြီးအရိယာပုဂ္ဂိုလ်တို့ရဲ့မတ်ဖို့အခိုက်မှာအရိယာမတ်ရှိပါတယ်မြတ်စွာဘုရားကတော့ယထာလာဘရတဲ့တယ်လို့ယူဖို့ရပေါင်းပြီးဟောတော်မူခဲ့ခြင်းဖြစ်ပါတယ်တင်စားဟောတဲ့ဒေသနာနိရောဓသစ္စာဆင်းရဲငြိမ်းခြင်းအမှန်တရားနိဗ္ဗာန်ဒီသစ္စာလေတလန်မြလောက်တော့ခန္ဓာကိုယ်မှာရှိတယ်လို့ဟောတော်မူတော့နိဗ္ဗာန်ရဲ့တရားဟာခန္ဓာကိုယ်ပဲလို့ဆိုရရောက်နေပါတယ်ဒါကြောင့်နိဗ္ဗာန်ဟာတရားမရှိတဲ့တရားမဟုတ်တရားရှိတဲ့တရားလို့ယူဆเสียဖြစ်ပါတယ်တကယ်တော့ဒီဒေသနာတော်ဟာမူချဒေသနာတော်မဟုတ်ပါဘူးတင်စားပြီးဟောတော်မူတဲ့ဥပ္ပစာဒေသနာတော်သာဖြစ်ပါတယ်လောင်းနေတဲ့မီးငြိမ်းသွားတဲ့အခါမီးပင်မှာငြိမ်းတယ်လဲလို့မေးရင်ဟိုမှာငြိမ်းတယ်လို့မီးလောင်ပြရနေရကိုလက်ညှိုးထိုးပြရတော့တယ်တကယ်တော့မီးငြိမ်းသွားမှုကိုမြင်ရတွေ့ရတာမဟုတ်ပါဘူးမီးငြိမ်းသွားမှုမီးမရှိပဲဖြစ်နေမှုကိုမမြင်ရမတွေ့ရလို့ဘယ်နေရာမှာငြိမ်းတယ်လို့လက်ညှိုးထိုးပြောလို့မရပါဘူးမီးငြိမ်းတယ်ဆိုတာမကြာမီကလေးကရှိနေတဲ့မီးအခုမရှိပဲဖြစ်သွားတာကိုပဲငြိမ်းတယ်လို့ပြောကြရတာဖြစ်တော့မီးငြိမ်းတာကိုပြောချင်ရင်မကြာမီကမီးရှိခဲ့တဲ့နေရာကိုပဲမီးငြိမ်းတဲ့နေရာလို့တင်စားပြောကြရပါတယ်အဲ့ဒီအတိုင်းပဲယုံ nant ခန္ဓာရှိနေသမျှတော့ဆင်းရဲမငြိမ်းနိုင်ဘူးယုံ nant ခန္ဓာချုပ်ငြိမ်းပြီးနောက်ထပ်မဖြစ်ပေါ်တော့မှပဲဆင်းရဲလုံးဝငြိမ်းသွားတယ်ဆင်းရဲငြိမ်းမှုဟာဆင်းရဲအမှန်ဖြစ်တဲ့ယုံ nant ခန္ဓာနဲ့ဆက်ဆက်နေတယ်ဒါကြောင့်ဆင်းရဲငြိမ်းခြင်းဆိုတဲ့နိဗ္ဗာန်ကိုဆင်းရဲမငြိမ်းမီကရှိနေတဲ့ယုံ nant ခန္ဓာမှာရှိတယ်လို့တင်စားပြီးမြတ်စွာဘုရားဟောတော်မူတာဖြစ်ပါတယ်ရွှေပြည်နိဗ္ဗာန်နောက်ပြီးတော့နိဗ္ဗာန်နဲ့ပတ်သက်လို့ရွှေပြည်နိဗ္ဗာန်ဝန်ဆံတော်မူသည်လို့သုံးနှုန်းတဲ့အရာမှာလဲတင်စားမှုပါပဲနိဗ္ဗာန်ဟာတည်နေရာတိုင်းကြီးပြည်ကြီးမဟုတ်ပါဘူးရွှေပြည်တော်ကြီးဟာရောက်ချင်နေခြင်းစရာတာယာစီကားတယ်လို့နိဗ္ဗာန်အငြိမ့်တက်ကြီးဟာလေဆင်းရဲလုံးဝမရှိလို့ရကျင်ရောက်ချင်စရာမျက်မှောက်ပြုချင်စရာကောင်းလာကြောင်းအတူပြုပြီးတင်စားသုံးနှုန်းတာပါပဲတတိတုပစာလို့ခေါ်ပါတယ်ဒုက္ခဝရီပြုဟာသို့တော့ဒီနေရာမှာတခုတော့တတိပြုရလိမ့်မယ်မဟာယာနဗုဒ္ဓဘာသာရဲ့ဂိုင်းခွဲတစ်ခုဖြစ်တဲ့ဒုက္ခဝရီပြုဟာဂိုင်းကတော့အနောက်ဘက်ကောင်းကင်မှာအလွန်ตาယာလှတဲ့နိဗ္ဗာန်ရွှေပြည်ကြီးရှိတယ်လို့ယူဆပါတယ်ဒုက္ခဝရီနိဗ္ဗာန်လို့ခေါ်ပါတယ်အဲ့ဒီနိဗ္ဗာန်မှာပရိနိဗ္ဗာန်ဆံတော်မူပြီးတဲ့ရှေးရှင်တော်မြတ်ဘုရားများချမ်းသာစွာဆံတော်မူလျက်ရှိကြောင်းယူဆပါတယ်အဲ့ဒါဘုန်းကြီးတို့ထေရဝါဒဗုဒ္ဓဘာသာနဲ့မသက်ဆိုင်ပါဘူးအသင်္ကတတက်နောက်တစ်ခုကလွန်ခဲ့တဲ့25နှစ်လောက်ကအငြိမ်းစားတရားလွတ်တော်ချုပ်တရားသူကြီးတယောက်ကဘုန်းကြီးကိုမေးဦးတာရှိပါတယ်သူကရှေးဆရာတော်ကြီးများပြုစုတော်မူကြတဲ့ကျမ်းဂန်တွေမှာသင်္ကတတက်မှအသင်္ကတတက်သို့ရောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖတ်ရမှတ်ရပါတယ်နိဗ္ဗာန်ဟာ
အသင်္ကတဓာတ်ဆိုတော့ပထဝီစတဲ့ဓာတ်ကြီးများလို့ရုပ်ဓာတ်ပါလားဒါမှမဟုတ်ဝိညာဏဓာတ်လို့နာမ်ဓာတ်ပါလားလို့မေးပါတယ်မေးလဲမေးစရာပါပဲနိဗ္ဗာန်ဟာရုပ်ဓာတ်လည်းမဟုတ်စိတ်စီသိလို့နာမ်ဓာတ်လည်းမဟုတ်ပါဘူးဓာတုဓာတ်ဆိုတာသဘာဝတရားကိုဆိုလိုပါတယ်ဒါကြောင့်အသင်္ကတဓာတ်ဆိုတာအသင်္ကတသဘာဝအကြောင်းကြောင့်ဖြစ်တာမဟုတ်ပဲမူလကလေးကရှိနေတဲ့တဲ့ဤနေရာ၌နန္တလည်းမဟုတ်ဘူးဆိုဒီမှာစိတ်စီတသိက်တို့ကဲ့သို့အာယုံတို့ညွတ်တတ်သောနာမ်မဟုတ်ဘူးဆိုလိုပါသည်မိမိတို့အာရမဏိကတရားတို့ကိုညွတ်စေတတ်သောကြောင့်နာမ်မြည်ဤဟုသောဝဆနထအယမူနိဗ္ဗာန်ကိုနန္တရား၌တွင်ယူကြပါသည်အရှိတဘာဝတရားလို့ဆိုလိုတာပါပဲကဲဒါလို့ဆိုရင်နိဗ္ဗာန်မေးခွန်းရဲ့အဖြေတော်သင့်တော့ပါပြီ